ဒေါ်နယ်ဘဲကအမြောက်ကြီးကိုအယောင်တောက်တွေဆုပ်လိုက်တာဟာအကောင်းဆုံးရုပ်ဖြတ်ခြင်းဖြစ်လိမ့်မယ်လို့ထင်နေခဲ့ပါတယ်ဒါကိုမြင်တဲ့အရာရှိကသူ့လက်ပင်ကိုဆွဲကင်ပြီးဘာလုပ်နေတာလဲလို့ဒေါသတကြီးမေးပါတော့တယ်ဒေါ်နယ်ကအမြောက်ကိုရုပ်ဖြတ်နေတာဘာလို့ရှင်းပြတဲ့အခါအရာရှိကလုံးဝစိတ်တူသွားပါတယ်သူကဒေါ်နယ်ကိုစုပူချိန်မောင်းပြီးရုပ်ဖြတ်တယ်ဆိုတာရန်သူတွေအလွယ်တကူမမြင်နိုင်အောင်လုပ်ရတာလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကဒေါ်နယ်ကိုအကြံတစ်ခုချက်ချင်းရသွားစေပါတယ်သူဟာအလုပ်ရုံစီအပြေးလွှားသွားပြီးမမြင်ရတဲ့စစ်တုပ်ပုံတစ်ပုံကိုရှာတွေ့ခဲ့ပါတယ်ဒီတွေ့ရှိမှုအတွက်ဝမ်းသာအားရဖြစ်သွားတဲ့ဒေါ်နယ်ဟာအမြောက်ကြီးတစ်ခုလုံးကိုအဲ့ဒီစိနဲ့ထပ်မံတုပ်လိုက်ပါတော့တယ်ဒီတစ်ခါတော့အရာရှိတေချာပေါက်သဘောကျလိမ့်မယ်လို့သူယုံကြည်နေခဲ့တာပါဒါပေမဲ့အရာရှိရောက်လာတဲ့အချိန်မှာတော့အမြောက်ကြီးကမျက်စိရှိတင်လုံးဝပြတ်ကွယ်သွားခဲ့ပါပြီအရာရှိကစုံစမ်းဖို့အញ្ញမ်းလျှောက်လာရင်းနဲ့အဲ့ဒီမမြင်ရတဲ့အမြောက်ကြီးကိုအရှိန်နဲ့တဲ့ကြီးဝင်တိုက်မိပါတော့တယ်ဒေါ်နယ်ကတော့အော်ရဲလို့မဆုံးပါဘူးအရာရှိကဒေါသတကြီးနဲ့ကိုစန်းကြီးစန်းလုံးရင်းအမြောက်ပြောင်းဝါကိုရှာတွေ့သွားပြီးပြင်းထန်တဲ့လိမ္မောထုံမှုတစ်ခုနဲ့ဒေါ်နယ်ကိုလွတ်ထွက်သွားအောင်လုပ်လိုက်ပါတယ်ကံကောင်းချင်တော့ဒေါ်နယ်ဟာမမြင်ရတဲ့စစ်တုပ်ပုံတွေကိုပဲတဲ့ကြီးပြုတ်ကျသွားခဲ့ပါတယ်အရာရှိမှာဒေါ်နယ်ရဲ့ခြေရာတွေကိုပဲလိုက်ကြည့်ပြီးဖမ်းဖို့ကလွယ်လို့အခြားမရှိတော့ပါဘူးဒေါ်နယ်ကဖြက်လက်စွာတုတ်ပြန်ပြီးပန်းကင်းထဲမှာသွားပုတ်နေလိုက်ပါတယ်ဒေါသထွက်နေတဲ့အရာရှိကပန်းတွေကိုလိုက်လံဆွဲနှုတ်ခက်စီးပစ်ပေမဲ့ကဆိုးကျင်တော့ပန်းတစ်ခွင်ကဒေါ်နယ်ရဲ့ခေါင်းပေါ်ကိုတက်တက်ကျသွားတာကြောင့်သူ့ရဲ့ပုံနေတဲ့နေရာကပေါ်သွားခဲ့ပါတယ်ဒေါ်နယ်ထပ်ပြေးတဲ့အခါအရာရှိကသူ့ကိုအမိဖမ်းဖို့ပန်းတွေကိုထပ်မံဆွဲနှုတ်ပြီးပြစ်ပေါက်ဖို့ပြင်နေပါတယ်အဲ့ဒီအချိန်မှာပဲတက်မှုကြီးလျှောက်လာပြီးအရာရှိတယောက်ယူသွတ်နေတယ်လို့ပြုမှုနေတာကိုလှမ်းမြင်သွားပါတယ်အရာရှိကတက်မှုကြီးကိုလိုက်လံရှင်းပြနေတော့ဒေါ်နယ်ကအခွင့်ကောင်းယူပြီးရှားဆောင်လက်ပတ်စုတစ်ချောင်းကိုအရာရှိရဲ့ဘောင်းဘီနောက်ထဲကိုထိုးထည့်လိုက်ပါတယ်အရာရှိလည်းနာကျင်လုံးလို့ဒေါသတကြီးနဲ့ဒေါ်နယ်နောက်ကိုထပ်မံပြေးလိုက်ပါတော့တယ်ဒါပေမဲ့သူကနောက်ထပ်ထောင်ချောက်တစ်ခုတည်းမိသွားပြီးခဲရမ်းမိကြောက်တိုက်တဲ့အထိချော့ထွက်သွားခဲ့ပါတယ်သူဟာစိတ်လွတ်ကိုလွတ်ဖြစ်သွားပြီးလက်ဖြစ်ပုံတွေကိုကောက်ကင်ကဟိုဟိုဒီရှောက်ဖြစ်ပါတော့တယ်တက်မှုကြီးကအရာရှိတယောက်ကောင်းကျန်းနေတာကိုမြင်တော့စိတ်အေးထားဖို့လာရောက်တာစီပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအရာရှိကဒေါ်နယ်ရဲ့ခြေရာတွေကိုထပ်တွေ့သွားပြန်ပါတယ်သူတို့နှစ်ယောက်အခြေတင်ဖြစ်ပြီးလုံးထွေးသက်ပုံနေကြစင်မှာဒေါ်နယ်ကအခွင့်အရေးကိုအရာယူလိုက်ပါတယ်သူကတက်မှုကြီးရဲ့ဓာတ်ကိုဆွဲယူပြီးအရာရှိရဲ့တင်ပါကိုတက်တက်ကြီးတန်းထိုးလိုက်ပါတော့တယ်အရာရှိကနာကျင်လုံးလို့အော်ဟေးရင်သူ့လက်ထဲကလက်ပစ်ပုံးတွေအားလုံးကိုမတော်တဆလွှတ်ချမိသွားပါတယ်။ကျင်းထန်လာတဲ့ပောက်ကွဲမှုကြီးဖြစ်သွားပြီးတဲ့နောက်မှာတော့အရာရှိကများအချင်းထောင်နဲ့ရောက်သွားရပါတော့တယ်။တစ်ဖက်မှာလည်းဒေါ်နယ်ဘဲကြီးကတော့ဆုလက်အဖြစ်ယာရုတိုးမြင့်ချင်းခံလိုက်ရပါတော့တယ်။